သက်ကာယနဲ့သက်ကာယမိစ္ဆာဒိဋ္ဌိနော်အဲ့ဒီအရင်ရှင်းပြပေးပါဆိုတော့သက်ကာယဆိုတာတော့ဘုန်းကြီးတို့ကမိဓမ္မအထကရာများပေါ့နော်မိဓမ္မအထကရာတော့အထသာလိနီပေါ့နော်ဓမ္မပင်ငယ်နေလို့လည်းခေါ်တယ်အထသာလိနီအထကရာမှာသက်ကာယနဲ့သက်ကာယဒိဋ္ဌိကိုတွေ့ဆိုထားတာရှိတယ်မှန်ပါဗျာနော်ဒါမိဓမ္မဒီကာကြီးတွေမှာလည်းရှိတယ်သက်ကာယဆိုတာတော့တန်တောကာယောသက်ကာယောတန်တောကာယောသက်ကာယောတန်တောထေရှားရှိသောကာယောရူပကာယနဲ့နာမကာယအစုပေါ့ဒီနေရာမှာအစုလည်းခေါ်တယ်ရုပ်စုနဲ့နာမ်စုထေရှားရှိတဲ့ရုပ်နဲ့နာမ်အချုပ်ပြောမယ်ဆိုရင်ရုပ်နဲ့နာမ်ဒီသက်ကာယောပရမဖြစ်တဲ့ရုပ်နဲ့နာမ်ဒီသက်ကာယောဟုတ်ပြီနော်သက်ကာယဆိုတာအချုပ်ပြောမယ်ဆိုရင်ရုပ်တရားနဲ့နာမ်တရားရုပ်တရားနဲ့နာမ်တရားဒီသက်ကာယသက်ကာယေဘဝတ္တဒိဋ္ဌိသက်ကာယဒိဋ္ဌိအဲ့တော့သင်္ချာကြည့်တဲ့ရုပ်နဲ့နာမ်နော်အဲ့တော့ရုပ်ပေါ်မှာဖြစ်စေနာမ်ပေါ်မှာဖြစ်စေမခိုင်ဒီပရမတ္ထအားဖြင့်သင်္ချာရှိနေတဲ့ရုပ်သုံးဖို့နာမ်ပေါ်မှာသွားပြီးတော့သာသနာ့ဘဖြစ်တဲ့ဒိဋ္ဌိရည်ကြံစားတယ်ဝိညာဉ်ကောင်အတ္တကောင်လက်ပြကောင်အနေနဲ့သွားပြီးတော့ယူဆအဲ့ဒါကိုသက်ကာယဒိဋ္ဌိလို့ခေါ်တယ်ဥပမာသင်္ချာအောင်ပြောမယ်နော်ရုပ်ဆိုလို့ရှိရင်ဒါရုပ်ပေါ်မှာသွားပြီးတော့ဒီဘယ်လိုသက်ကာယဒိဋ္ဌိဖြစ်တယ်လဲနော်ရုပ်မှာဘုဒ္ဓရုပ်ဥပါဒရုပ်နဲ့မျိုးဘုဒ္ဓရုပ်နဲ့ပြောပြနော်ပထဝီပေါ့ပထဝီဆိုတိုင်းကြီးလေးပါလည်းမပါဘူးလားဟုတ်တယ်နော်ပထဝီတိုင်းကြီးလေးပါလည်းမပါအဲ့ဒီပထဝီမှာသွားပြီးတော့ဒီပထဝီဓာတ်ဒီခိုင်နေမြဲတယ်ဒီပထဝီဓာတ်ထဲမှာကာမကပြုတဲ့သူဝေဒနာခံစားတတ်တဲ့ဝိညာဉ်ကောင်လေးပြာကောင်အတ္တကောင်လေးဒီထဲမှာရှိနေတယ်ဟုတ်လားတပါးရအဲ့လိုမျိုးသွားပြီးတော့သာသနာ့ဘဒိဋ္ဌိရကြံစတယ်ကြံစအဲ့ဒါကိုသက်ကာယဒိဋ္ဌိလို့ခေါ်တာအခုမြန်မာပြည်လုံးမှာပြောနေတဲ့ရိတ်တာလေးကပြောသလိုယောက်ျားလို့မြင်တဲ့သက်ကာယဒိဋ္ဌိမိန်းမလို့မြင်တဲ့သက်ကာယဒိဋ္ဌိယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မြင်ရင်သက်ကာယဒိဋ္ဌိဆိုတာအာဓမ္မဝါဒဖြစ်တယ်မှန်ပါဗျာဘယ်ဟောစာပေကျမ်းဂန်နဲ့လုံးဝညှို့မှုရှိဘူးမှန်ပါအဲ့ဒါကိုငါးကဏ္ဍသိရှင်နိုင်ငံတော်သားမဟာနဂဆရာတော်ကြီးကြီးရဲ့ဝိလိတ်ဆရာကြီးပြတ်ထုံးနေပါလေဒါသင်ချမ်းရှိတယ်ဒါပေမဲ့တရားလောကတွေကဘုဒ္ဓတိဒီယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မြင်ငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ကိုသက်ကာယဒိဋ္ဌိကိုအမှားကိုပဲတနိုင်ငံလုံးကလက်ခံပြီးတော့ဟောနေတယ်မှန်ပါဗျာအမှန်ဆိုတော့ရုပ်တည်နာမ်တွေပေါ်မှာသွားပြီးတော့ငါကောင်သူကောင်လက်ပြကောင်ဝိညာဉ်ကောင်အတ္တကောင်အနေနဲ့သွားဆွဲမှာဒါသက်ကာယဒိဋ္ဌိပဲမှန်ပါဗျာအခုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဆိုတာဒါကြီးပညာဓမ္မုတိသစ္စာအဲ့တော့ဒီဓမ္မုတိသစ္စာဆိုတာအရှိတရားလည်းမဟုတ်ဘူးမရှိတာမှာဘယ်လိုလုပ်သွားပြီးတော့ဒိဋ္ဌိကဖြစ်ရမှာလဲမှန်ပါဗျာဓမ္မုတိသစ္စာမှာဒိဋ္ဌိဖြစ်เสียအကြောင်းမရှိဘူးလို့ရှိပါဗျာအဲ့တော့အဲ့ဒီယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မြင်မိစ္ဆာဒိဋ္ဌိသက်ကာယဒိဋ္ဌိဖြစ်တယ်ဆိုရင်ဘုန်းကြီးတို့ဒီဘုရားတို့တရားတို့သံဃာတို့ဆိုတာလည်းဒါဓမ္မုတိသစ္စာအနေနဲ့ပြည့်ညတ်ပဲမှန်ပါအဲ့တော့အဲ့ဒီဘုရားတရားသံဃာယနာသုံးပါးအာယုံပြုတယ်ဆိုရင်သက်ကာယဒိဋ္ဌိဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမရောက်ပါဘူးရောက်ပါဘူးမှန်ပါဗျာအဲ့တော့ဘုန်းကြီးတို့ဒီဝိသုဒ္ဓိမေမဟာဒီကာမှာဒီကဆရာတော်ကြီးကဘယ်တော့ပြောလဲဆိုတော့အကယ်၍ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva နော်တမလို့ယူဆတယ်မြင်တယ်ဆိုရင်သက်ကာယဒိဋ္ဌိဖြစ်တယ်လို့ယူမယ်ဆိုရင်တဲ့ဘုရားရှင်ရဲ့မဟာကရုဏာသမဘတ်ဟာအဓိပ္ပာယ်ရှိတော်မူတဲ့ဘုရားရှင်မဟာကရုဏာသမဘတ်ဝင်လာတဲ့အခါမှာအဲ့ဒီတ attva ပညာကိုအာရုံပြုတာလေတမပါဗျာဒီနေ့ငါဘယ်တ attva ကိုရှင်းချုပ်မယ်လို့ဘုရားကကြည့်ရတယ်လူလားနန္ဒဗြဟ္မာလားတမအဲ့လူနဲ့ဗြဟ္မာတ attva ဆိုတာဒါပညာနဲ့လေဘာလို့သစ္စာလေတမဒါဆိုရင်ပညာပြီးပညာတိမိစ္ဆာဒိဋ္ဌိသက်ကာယဒိဋ္ဌိဆိုရင်ဘုရားရှင်တော်မှာသက်ကာယဒိဋ္ဌိမကင်းဘူးဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်တမအများကြီးဒီသားကြီးဘုံတော်ဒီကိစ္စနာသွားတယ်ဆိုတာနော်တမ
အဲ့ဒါကြောင့်ဝိပဿနာလောကဒီမှာအဲ့လိုအဲ့ဒါယောက်ျားမရှိမိန်းမမရှိပုဂ္ဂိုလ်မရှိတတ္တဝါမရှိနော်ပညာမြင်ပညာသိမိစ္ဆာဒိဋ္ဌိတက်လာရဒိဋ္ဌိကိုပြောနေတာအဲ့ဒါလုံးဝအာဓမ္မဝါဒဓမ္မပရမတ္တနယ်ဘက်ကကြီးလိုက်ရင်တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါမရှိတာတော့မှန်တယ်သို့တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva တို့ရင်းရင်သက်သာရဒိဋ္ဌိဖြစ်ပါတယ်ဆိုတဲ့စကားကြီးအဲ့ဒါအာရမပါလားမှန်ပါဗျာလုံးဝမှန်ပါယောက်ျားမရှိပုဂ္ဂိုလ်မရှိဘူးတ attva မရှိဘူးဒါပရမတ္တနယ်မှာဆိုရင်မရှိဘူးလို့ဒီလိုပြောရင်တော့မမှားဘူးမှန်ပါယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မြင်သက်သာရဒိဋ္ဌိဖြစ်တယ်လို့အဲ့လိုပြောရင်တော့ဒါဒီအာရမပါလားမှန်ပါဗျာအဲ့ဒါကြောက်เสียကောင်းတယ်မှန်ပါတော်တော်ကြောက်เสียကောင်းတယ်ဟိုဘုန်းကြီးဝိတ္တုလေးကိုပြောပြအဲ့ဒီဟာဒါဒီကိစ္စကညီမတွေတော့ဝိနေနေစစ်မှရှိတယ်ဝိတုတကူမှအဲ့လိုပဲတရားသွားလို့ပြန်လာတော့အဲ့တော့ဘုရားလူကသူ့ယောက်ျားကိုပြောတယ်အဲ့တော့ယောက်ျားလည်းမရှိပုဂ္ဂိုလ်လည်းမရှိတတ္တဝါလည်းမရှိဘူးပေါ့သူကဒိဋ္ဌိစင်လာပြီပေါ့လေအဲ့တော့ယောက်ျားဆိုတာလည်းမလိုတော့ဘူးလို့ပြောတယ်ဒါဆိုရင်ရတယ်တဲ့အဲ့တော့နေ့ရက်ဒီအိမ်မှာနေကြတဲ့ငါမှမရှိဘူးဆိုတော့ငါသွားတော့မယ်ဆိုပြီးယောက်ျားလူကအိမ်ကစင်သွားအဲ့တော့ညာတော့မိမလူကပါခဲ့အဲ့မှာသူမိမနောက်ကြတော့ခြံပြေးကိုယောက်ျားလည်းမရှိဘူးကိုပေါ်လောင်နဲ့ယောက်ျားမရှိတော့တဲ့ခါကျတော့ယူနန်နန်တော့ဖြစ်သွားတယ်ယောက်ျားကလည်းစိတ်နာသွားပြန်လာတော့ဘူးလေအဲ့ဒါတရားရိပ်သာဝင်ခြင်းရဲ့အကျိုးကျေးဇူးလားအဖြစ်လားဆိုတာစဉ်းစားတော့ဘာလို့ဒီလိုဖြစ်ကုန်တာလဲတရားတွေကိုအမှားကြီး၆ဟောနေတာလေမှန်ပါဗျာအဲယောက်ျားလေးမှပုဂ္ဂိုလ်တ attva မြင်သက်ကာယဒိဋ္ဌိကိုဟောနေတော့ဒါလွဲနေပြီလေလွဲပါဗျာလွဲနေတဲ့ခါကျတော့အလွဲကြီးတွေလာတော့အလွဲကြီးတွေဖြစ်ကုန်မှာပေါ့မှန်ပါအဲ့တော့အဲ့ဒီသက်ကာယဒိဋ္ဌိပြင်းနေတဲ့အနာရဝိတို့ဝိတာခါတို့သူ့သားတွေသမီးတွေသူ့လီတွေသူနေနေတာပဲမှန်ပါဗျာအဲ့တော့ငါသားတို့ငါသမီးတို့ငါဇနီးတို့ဆွဲနေတယ်ဆိုရဲအဲ့ဒီဆွဲကအဲ့ဒါသက်ကာယဒိဋ္ဌိဆွဲမဟုတ်ဘူးဟုတ်ပါဗျာအဲ့ဒါတဏှာဆွဲလို့ပြောပါဗျာအခုကတဏှာဆွဲနဲ့ဒိဋ္ဌိဆွဲတော့မဟုတ်ဘူးတော့ဗျာဘယ်လိုလုပ်လဲမှန်ပါဗျာဟုတ်တယ်နော်မှန်ပါအဲ့ဒါကဓမ္မတွေအရေးကြီးတယ်ကိုဝိပဿနာလောကကြီးမှာမှားနေတယ်မှားနေတယ်ခုပဲမှန်ပါဗျာအဲ့ဒီသူ့ဟာသူနေတဲ့တက္ကာယကဘာမှပြည့်မရှိပါဘူးသူ့ဟာသူနေတဲ့တက္ကာယကဘာမှမရှိပါဘူးဘာမှမဖြစ်ပါဘူးဒကာဓမ္မတွေနှိမ့်ဆက်ပါဘူးငါလို့ဝင်ထင်လိုက်တဲ့အထင်မှားလေးအယူမှားလေးအဲ့ဒီယူမှားဒိဋ္ဌိကြောင့်ပေါ်လာတဲ့စိတ်ပေါ်လာတာငါဝေဒနာပေါ်လာတာငါသင်ညာပေါ်လာတာငါရုပ်ပေါ်လာတာငါဒီလိုယူလိုက်တော့တက္ကာယပေါ်မှာငါဆိုတဲ့အမှားလေးပါသွားတဲ့အတွက်တက္ကာယဒိဋ္ဌိဖြစ်ရတယ်မှန်ပါပါရှင်းပြီနော်ရှင်းပါပြီဒါဖြင့်ဘုရားခင်ကိုရမေကြီးကဘုန်းကြီးတို့လိုပဲခန္ဓာ၅ပါးရှိတာပဲရှိပေမဲ့သူ့မှာဒီဒိဋ္ဌိကသောတပတိမရပြီဘောဓိပင်နဲ့ရွှေပလင်မာတဲ့ဖြုတ်လိုက်တဲ့အတွက်တက္ကာယသာရှိပြီဒိဋ္ဌိမရှိပါဘူးသဘောကျတက္ကာယသာရှိဒါကြောင့်ပရမတ္ထအပြင်ထင်ရှားရှိနေတာတက္ကာယလို့မှတ်ထားလိုက်တော့ဒီပေါ်ငါသူတော်ယောက်ျားမိန်းမမထင်လို့ရှိရင်ဒါတက္ကာယသာရှိဒိဋ္ဌိမရှိပါဘူးလို့မှတ်လိုက်တာပေါ့ရှင်းနေပြီနော်